Yaranati namami yaranati yaranatoma go namami shikovai Namo vimutana namo vimutiya Namo vimutana logi tanyaki lidama chime lemyo dwadru go namo shikovai Vimutiya Logi tanyaki lidama chime lemyo muga Namo shikovai Ati Gambira Ane Shaizo the most profound Anada Tunyada Dhamma Nada Ngame Ngamahu Non-ego, non-self, no soul Tunyada, Shunyada Zero Ngachini Ngasedo Egolessness, selflessness, soullessness, Dhamma, Achigamu Tiaro, Tabi Dhamma Anada, Tabi Lonzono, Dhamma Tiaro Ruha, Tabi Dhamma Anada, Tabi Lonzono, Tiaro Rusuraga, Logia. Kiya twin lokiya loka twin ပစ္စည်းများဖြစ်ကြတဲ့နာမရူပလောကုတ္တရာဥဒ္ဒရာအလွန်လောကုတ္တရာလောကအလွန်ပစ္စည်းများဖြစ်တဲ့ပစ္စည်းတစ်ခုတည်းသောပစ္စည်းဖြစ်တဲ့နိဗ္ဗာန်နိဗ္ဗာန်အဲ့ဒီလောကီယလောကုတ္တရာပစ္စည်းတို့ဤ universal natural basic law of ultimate realities, ultimate antima asonzo realities, paramata oshi through tisatiyamyai universal niyama shiyoshiyam natural သဘာဝတိုင်းဖြစ်သောသူ့သဘောသူဆောင်လျက်ရှိသော basic အခြေခံ law ဥပဒေတာ principle အခြေခံမူမဟာဓမ္မအဋ္ဌကံပိယတရားတော်ကြီးကိုဆရာမုတရားမူညာမြင့်ကိုယ်တော်တိုင်ထိုးထွင်းသိမြင်တော်မူပြီးတတ္တဝါအများအားတန်တာရဝတ္တဒုက္ခတောမောစနထာယတန္တရာဝဆင်းအပေါင်းမှာအပြည့်တိုင်ဟုတ်ပါတယ်အပြည့်တိုင်လွတ်မြောက်ပါရခြင်းအကျိုးငါဖော်ထုတ်ညွန်ပြဆုံးမတွင်တင်ပြတော်မူခဲ့တဲ့ The unrivaled Buddha အနိုင်မဲ့ The Great Buddha မြတ်ဗုဒ္ဓ၏ To be truly Buddha ဖျားရှင်စေဧကံဖြစ်ရန်နောက်ဆုံးလူဘဝ the last life of human being extraordinary process ထူးခြားဖြစ်စဉ် seven stages ခုနှစ်ဆင့်ကို the anonymous poet အမည်မသိစာဆိုရှင်သူက briefly အနှစ်ချုပ်ပြီးတော့မသိကြလင်တွေးဆဦးပထမစာလောဒုတိယစာလောမှာကတော့ပဖွာတော်ပွင့်ဦးပြိဋိဘံကိုတေဇောဒလောင်ကျွမ်းသူပထမစာလောမှာပါတဲ့ပထမစာလုံးမဆိုရာပဖပမှာအဲ့ဒီနေ့ဟာဒုတိယစာလောမှာပါတဲ့ပပရိတန်ဒေယူတော်မူသောနေ့ပထမစာလောမှာပါတဲ့ဒုတိယစာလုံးမတိတဟတောက်ကြနေ့ပူမင်းနေ့ဟာဒုတိယစာလောမှာပါတဲ့ပဖွာတော်မူသောနေ့ကိုဆိုပါတယ်ပထမစာလောမှာပါတဲ့တတိယစာလုံးမတိကြကတနင်္လာနေ့ကြာမင်းနေ့ဟာဒုတိယစာလောမှာပါတဲ့တတိယစာလုံးပဖွာတော်ထွက်တော်မူသောနေ့ကိုဆိုပါတယ်ပထမစာလောမှာပါတဲ့စတုဒ္ဓစာလုံးမတိကြလျင်ရရလာဝဗုဒ္ဓဦးနေ့ရှင်မင်းနေ့ဟာဒုတိယစာလောမှာပါတဲ့စတုဒ္ဓစာလုံးပဖွာတော်ပွင့်ပဖွာတော်ပွင့်မြတ်စွာဘုရားပွင့်တော်မူသောနေ့ကိုဆိုပါတယ်ပထမစာလောမှာပါတဲ့ပစ္စမစာလုံးမတိကြလင်တွေးတထဒရဏ
စနေနေ့ငကားမင်းနေ့ဟာဒုတိယစာလုံးပါတဲ့ပင်စမစာလုံးပဖွာတော်ပွင့်ဦးဓမ္မစကြာတရားဥဟောတော်မူသောနေ့ဖြစ်ပါတယ်ပရမစာလုံးမှာပါတဲ့ဆရမမြောက်စာလုံးပရမဆရမမြောက်စာစုဖြစ်တဲ့မတိကြလဲဆရမစာလုံးမတိကြလဲတွေးဆစညာအင်္ဂါနေ့ဟာဒုတိယစာလုံးမှာပါတဲ့ဆရမစာစုပဖွာတော်ပွင့်ဦးပြိဋိဘံကူပြိဋိဘံဆောင်ရတော်မူသောနေ့ကိုဆိုလိုရင်းဖြစ်ပါတယ်ပရမစာလုံးမှာပါတဲ့တတ္တမမြောက်စာလုံးမတိကြလဲတွေးဆဦးအခရာတလုံးဒီတနည်းငွေနေ့ကလုံးမင်းနေ့ဟာဒုတိယစာလုံးမှာပါတဲ့တတ္တမစာစုပဖွာတော်ပွင့်ဦးပရိဘံကူတေဇောရလောင်ကျွမ်းသူရှင်စောညာဆက်ဒိဋ္ဌံကြကြောင့်တေဇောရလောင်ကျွမ်းပြီးတော့တတ်တော်မူတော်များကြတော်မူတဲ့နေ့ကိုဆိုလိုရင်းဖြစ်ပါတယ်ဒီထူးခြားဖြစ်စဉ်ခုနှစ်နေ့ကိုခုနှစ်နန်းကိုအာယုံပြုပြီးတော့ဒုက္ခနနေ့တာချမ်းမြေကိုထိုခုနှစ်နေ့တာချမ်းမြေကိုစေစေကြည်ပြူအာယုံယူလေကေသုံးလူတို့နဲ့မြတ်တဲ့မြတ်ဖျားကိုရောဖျားကိုသုံးပါးဝန်စွာဝန္ဒနာဖြင့်သုံးပါးဝန်စွာဝန္ဒနာဖြင့်တရားဖြိုးကျွန်းချေခိုးသည်ကောင်းကျိုးကိုလုံးကောင်းကျိုးတနိုင်ငံလုံးကောင်းကျိုးတစ်ကမ္ဘာလုံးခြုံစေတော်ဤတို့မြတ်စွာဘုရား၏ထူးခြားဖြစ်စဉ်ခုနှစ်နှစ်ခုနှစ်နံကိုတရားကြည့်ပြီးအာယုံယူလျက်တောပုံတစ်ခွင်လူလောကသစ္စာမြေပြင်မှာကိနာရေးစဉ်တွေဖြန်းပြီးတော့မေတ္တာရောင်စုံပန်းတွေထူးတင့်ဝေစာဖူးပွင့်ဝေဖြာလာအောင်ဝမ်းပြုစုပြောတော်ကြရင်ထူးခြားလူလွတ်နှိုးကြွမှုကံများကြောင့်ထူးကဲလူလွတ်နှိုးကြွမှုကံများကြောင့်စူရဲမြူးကုန်နိုးထမှုညံများသည်ပွင့်ရန်ယိုစီဖွင့်ရန်ဆိုပြီးနိုင်စေတည်း